အားလုံးပဲမင်္ဂလာပါရှင်ဝက်နရွက်တော့ကြိုက်ကြလားရှင်ဒီနေ့ဝက်နရွက်တော့ကိုလွယ်ကူမြန်ဆန်ဆုံးနည်းနဲ့လာမျှဝေပေးပါမယ်ရှင်အရင်ဦးဆုံးဝက်နရွက်ကိုပြုတ်ပေးပါမယ်ရှင်ဝက်နရွက်ပြုတ်လို့ရှိရင်ရေသေးစာစေးကြောပြီးမှပြုတ်ပါချင်းပြုတ်လို့ရှိရင်ဒါအနေငယ်ထည့်ပြီးတော့ကျင်းသားပြရိုက်တက်သွမိတ်ဘူးကိုထည့်ပြီးတော့ပြုတ်ပေးပါမယ်ရှင်ဝက်နရွက်ပြုတ်နေတဲ့စိမ်မှာပါဝင်ပစ္စည်းလေးတွေအစင်တင်လာပြုတ်ပြင်ထားပေးပါမယ်ရှင်40မိနစ်လောက်ပြုတ်လာပြီးနောက်ဝက်နရွက်လည်းနူးပါပြီရှင်ပြီးလို့ရှိရင်ဆယ်ယူပြီးတော့အေးခံထားပေးပါမယ်ရှင်ဝက်နရွက်အေးပြီးလို့ရှိရင်ပါလေးလီထားပေးပါမယ်ရှင်ပြီးလို့ရှိရင်ပကံလုံးထဲကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်စားတုပ်ပါမယ်ရှင်ခုနအစင်တင်ပြုတ်ပြင်ထားတဲ့အစာပါလာလေးတွေထည့်လိုက်ပါမယ်ဖြဲထားတဲ့ကော်ပီထုပ်ကြက်သွန်မြုပ်တီအစိမ့်နဲ့အနီးရန်ရှင်တီကိုအစိမ့်နဲ့အမဲ့သုံးပါတယ်ရှင်ပြီးလို့ရှိရင်တံပြတ်တီးလေးကိုညှစ်ထည့်လိုက်ပါမယ်ရှင်အရက်တကောင်းပြီးအနံ့မွေးတဲ့ကြက်သွန်ကြောကိုထည့်လိုက်ပါမယ်ခရမ်းရှင်တီဆော့ထည့်ပါမယ်စားဟင်းချုံမုံမြုပ်တီမုံအနှဲငယ်ကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တမအောင်မှွေပေးပါမယ်ရှင်ဒီနည်းကတော့လုံးရတာလဲလွယ်ကူပြီးတော့အရန်လဲစားကောင်းတယ်ရှင်ခရမ်းရှင်တီအစိမ့်နဲ့ဆိုအရန်လိုက်တယ်နော်နောက်ဆုံးတော့ဖြတ်ထားတဲ့နန္နပင်ကိုထည့်လိုက်ပြီးတော့တမအောင်ထည့်မွေပြီးတော့တုံးဆောင်လို့ရပါပြီရှင်လုံနည်းလေးကိုအဆုံးထိကြည်လာပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ရှင်